မင်္ဂလာပါဒီညဘုန်းကြီးပြောတဲ့ခေါင်းစဉ်လေးကစိတ်ပရင်းပေါက်မျက်လုံးဆိုတဲ့ခေါင်းစဉ်လေးပါလူတွေနဲ့စကားပြောတဲ့အခါမှာကိုယ့်မျက်လုံးကပြတယ်ကိုယ့်မျက်လုံးထဲမှာဘာတွေဖြစ်နေတယ်ရင်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတာကိုမျက်လုံးကပြတယ်ဒါပေမဲ့တချို့ကသူတို့ရဲ့စိတ်ထဲမှာဖြစ်နေတာကိုသူတို့ဒီမျက်လုံးနောက်ွယ်မှာထိန်ချန်ထားလို့ရတယ်ကာကွယ်ထားလို့ရတယ်လို့ထင်ကြတယ်ဒါပေမဲ့အဲ့လူကဲခတ်တတ်တဲ့လူကဲခတ်လွယ်တဲ့သူတွေကဒီမျက်လုံးတွေကိုကြည့်တာနဲ့တမ်းပြီးတော့သိတယ်ဒီတော့ကိုယ့်ရင်ထဲမှာအမုန်းတွေရှိနေလို့ရှိရင်အဲ့မျက်လုံးမှာအမုန်းအယောင်အရေးအယောင်ကိုမြင်ရတယ်ကိုယ်ရင်ထဲမှာမာနတွေကြီးနေမယ်ဆိုအဲ့ဒီမျက်လုံးထဲမှာမာနအရေးအယောင်တွေကိုမြင်နေရတယ်ဘလို့မှဟိုကာကွယ်လို့မရဘူးစိတ်အလေးအကျင့်နေတဲ့သူကိုအကဲခတ်တာအရန်လွယ်တယ်သူတို့မျက်လုံးကဘာကုန်းမှကာကွယ်ထားလို့မရဘူးနည်းနည်းလေးဟန်ဆောင်ထားပေမဲ့ဥပမာအားဖြင့်လူရှိမှမင်္ဂလာပါလို့ပြုံးပြလိုက်ပေမဲ့သူ့မျက်လုံးထဲမှာတစ်ဖက်သူကိုအထင်သေးနေတာလားတစ်ဖက်သူအပေါ်မှာဟိုမာနစိတ်နဲ့ဆက်ဆံတာလားဆိုသူ့မျက်လုံးမှာပေါ်တယ်ဘလောက်ပဲမင်္ဂလာပါနဲ့ပြုံးပြမပြုံးပြသူစိတ်ကကိုယ့်အပေါ်မှာဝိจิตတန်းကျေပဲဆက်ဆံတာလားဆိုတော့မျက်လုံးကပြလိုက်တယ်အဲ့ဒါကိုသူတို့ဘာသာသူတို့တော့စကလုံးနဲ့ကာဘာပြူတာပေါ့ကာဘာပြူလို့မရဘူးစကလုံးဘလောက်ချိုမျက်လုံးကပြနေတယ်ဒီတော့လူမှုဆက်ဆံရေးမှာအောင်မြင်ခြင်းတဲ့သူတွေဆိုလို့ရှိရင်အဲ့ဒီလူတယောက်နဲ့စကားမပြောခင်မှာကိုယ့်ရဲ့စိတ်ကိုလုံးဝရှင်းနေအောင်ကြိုးစားထားကိုယ်စိတ်ထဲမှာသူ့စီကလိုချင်စိတ်မပါတဲ့စိတ်ဖြစ်နေရမယ်လောဘမရှိဘူးပေါ့ကိုယ့်ရဲ့စိတ်ထဲမှာသူ့အပေါ်မှာမုန်းတဲ့စိတ်မရှိစေရဘူးနောက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာကိုကနေပြီးတော့ကိုသားတယ်ဆိုပြီးတော့မာနကြီးနေတဲ့စိတ်မဖြစ်စေရဘူးအဲ့ဒီလုံးဝရှင်းလင်းနေတဲ့စိတ်နဲ့လူတယောက်ကိုကျင်ဆိုင်ကြည့်လိုက်တဲ့အခါမှာသူ့မျက်လုံးကပါဝါတွေရှိနေတယ်သူ့မျက်လုံးမှာအစွမ်းတွေရှိနေတယ်သူ့မျက်လုံးကိုရှင်ဘက်ပြိုင်ဘက်ကစိုက်မကြည့်ရဘူးဘာကြောင့်လဲရှင်းလင်းနေတဲ့စိတ်ထဲမှာရှင်းလင်းနေတဲ့သူတယောက်ကမျက်လုံးကအရန်ကိုအစွမ်းထက်တယ်ဘာရောင်မှမရှိဘူးဘာရောင်မှမရှိတော့စွမ်းအားတွေတစ်ဖက်သူကိုအနံ့ရစေတယ်မျက်လုံးနဲ့ကြည့်ုံနဲ့အနံ့ယူလို့ရတဲ့သဘောမျိုးပေါ့သူ့မျက်လုံးမှာစွမ်းအားကိုရစိတ်ကြည်လင်တဲ့သူဟာမျက်လုံးမှာသူ့ရဲ့စိတ်ကိုပြနေတယ်အဲ့တော့ပြဿနာတွေမျိုးစုံကိုကြောဖြတ်ချင်တဲ့သူတွေအခက်အခဲတွေမျိုးစုံကိုကြောဖြတ်ချင်တဲ့သူတွေရဟန်တွေကိုအောင်ကျင်တဲ့သူတွေကစိတ်ကိုသာအရင်ရှင်းအောင်လုပ်တာစကားပြောကန်ဒီမှာလောဘနဲ့မပြောမိစေနဲ့ဒေါသနဲ့မပြောမိစေနဲ့မာနနဲ့မပြောမိစေနဲ့အဲ့ဒီလောဘဒေါသတွေမာနတွေအထင်သေးစိတ်တွေတစ်ဖက်သားမှာအညှိုးတွေအဲ့ဒါမပါတဲ့စိတ်နဲ့စကားပြောကြည့်ကြမပြောခင်ကြိုတင်လေ့ကျင့်ထားပြီးတော့အဲ့အရှင်းဆုံးစိတ်နဲ့ကြည့်မျက်လုံးကရဲဝံ့စွာနဲ့ကြည့်ဖြစ်မယ်ရဲဝံ့စွာဆိုတာအနိုင်လိုချင်စိတ်မဟုတ်မျက်လုံးထဲမှာအဲ့ပါဝါပါနေတယ်ပါဝါပါပြီးတော့ရန်တွေကိုအောင်စေတဲ့မျက်လုံးပဲအဲ့တော့ကိုယ့်ကိုတစ်ဖက်ရန်သူကမျက်လုံးကိုရင်ဆိုင်ပြီးတော့မကြည့်ရဘူးလူသားသိရင်သိသွားမယ်ကိုယ်စိတ်ကိုရှင်းနေတဲ့အတွက်ကြောင့်မလို့အဲ့လူဟာသူ့ဘာသာသူယုံကြည်မှုနဲ့တစ်ဖက်သူကိုကြည့်နေနိုင်တယ်အဲ့ကြည့်နေနိုင်တဲ့စကားကိုရှင်းရှင်းပြောနိုင်တယ်ဒါကြောင့်စိတ်ပရင်ပေါက်ဖြစ်တဲ့ဒီမျက်လုံးကလူမှုဆက်ဆံရေးမှာအရေးအကြီးဆုံးအချက်မျက်လုံးနဲ့အရင်လူတွေကိုကြည့်ရတာအဲ့တော့စိတ်ရှင်းရင်မျက်လုံးမှာအစွမ်းထက်မယ်စိတ်ထဲမှာရှုပ်ထွေးရုပ်မာနေမယ်ဆိုလို့ရှိရင်တော့ဒီမျက်လုံးကိုအကဲခတ်မိသွားပြီးတော့ကိုယ့်ကိုမယုံကြည်ခြင်းဆိုတာတွေနောက်ပြီးတော့ကိုယ်လိုချင်တာတွေမရခြင်းဆိုတာတွေကိုရသွားနိုင်တယ်ဒါကြောင့်စိတ်လေ့ကျင့်ခန်းများလုပ်ပါဘယ်သူနဲ့ပဲဖြစ်ဖြစ်ရင်ဆိုင်တွေ့ရတော့မယ့်အခါမှာစိတ်ကိုဘာမှမပါသောစိတ်နဲ့ဘာတန်ရောစဉ်ဘာကိလေသာမှမပါသောစိတ်နဲ့ကြည်နိုင်အောင်ကြိုးစားပါအဲ့လိုကြိုးစားနိုင်လာပြီဆိုလို့ရှိရင်အရာရာမှာခက်ခဲတော့လဲခဏပဲအောင်မြင်ပါလိမ့်မယ်လို့ပြောချင်တယ်ကဘာသူကဘာသားအပေါင်းအောင်မြင်ကြပါစေ